င်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ရေကောင်တက်ပြအောင်လည်းဖြစ်ပါတယ် easy လား normal လားယူထိုင်းနေပါတယ်ကျွန်တော်ကတော့စိတ်ဆိုရဲလို့မြန်မာနိုင်ငံကိုသားပြီပေါ့နော်ကြက်မှာပါရှူရှူဆိုင်တို့ will be store in ဒီ inventory ရဲ့မှာတဲ့ store လိမ့်မယ်တဲ့ flashlight တွေflashlight က robot နဲ့ဝယ်ရတယ်အဲ့ဒါကြီးတော့မကောင်းလို့ထင်တယ်ဒါပေမဲ့ကောင်းတာချက်ကရှိတာပါလဲဆိုဒီအုတ်ထုပ်မှာတခါတည်းညညပါပြီးသားမျိုးပေါ့နော်ဒါကကျွန်တော်ထင်တာတွေ့တာပါအချက်ပြထင်တာဆိုတော့ဟုတ်ပါတော်လို့ခံမလေးလည်းရှိရပေါ့နော်ဒီဝင်ရလာအောင်ဒီဘက်မဟုတ်ဘူးအဲ့ဒီမှာတော့ဟိုဘက်ဒီရောဟဲဒီနေပေါ့နော်အဲ့ဒီရေခဲချက်ရေခဲဆိုင်ကြီးကျွန်တော်ပြောစရာရှိလို့ပါကျွန်တော်မာလာဟင်းစားပြတုန်းကကျွန်တော်ပါလို့ဆိုပြီးမျက်နှာကြီးပဲတွေ့ရလို့ဆိုပြီးကွန်ပလိန်းတက်နေတဲ့သူတွေတော်တော်များတွေ့ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်နောက်တစ်ခါတခြားစားပြလို့ရှိရင်တော့ပေါင်လေးပါမယ်လို့အခုကကျွန်တော်ကြောက်ချောင်လေးလူပါဒီရဲချက်ကြီးခုံမယ်အေးရောက်ပြီတောင်ဘက်တော့ပြောစရာရှိရအဲ့မှာစမ်းတာပါလေကျွန်တော်တော့မနေတက်နေရဒီရဲတော့ကျွန်တော်တော့မနေတက်နေရဒီလိုလှေကားတွေပါလေထိုးတာဘလို့ထိုးရသူဘလို့များထိုးတယ်တကယ်အပြင်မှာအဲ့လိုလားမခိတက်ဘလို့ပါအဲ့လိုဆွဲပြီးဒီဆော်ရဲတော်လေးများနေရပေါ့နော် Expedition 1 expedition ကိုဝင်နေရတယ်ဒါခရီးဆုံးဒီမှာလာသေးတယ်ဒါတော့မရဘူးရရင်တော့လာရင်လေးစီရခင်းနေပြီလေးစီရဆိုအဲ့လိုရေးရဲတော်နေတယ်ဖတ်ဖြစ်တာပေါ့နော်ဒါတော့ဒီတောင်ရဲ့ဒီလိုကြီးဖြစ်ပါတယ်ဒီလိုကြီးပေါ့နော်ဒီဘက်တော့ဒီလိုင်းတက်လို့ရတယ်ဒီလိုကကျွန်တော်ခုံလိုက်တဲ့အဲ့ဒီလိုကရေစီးချောင်းအတိုင်းပြုတ်ကြဒီလိုကအဲ့ရေစီးချောင်းတော့ပါတယ်ကျွန်တော်ကစဉ်းစားလို့ရတာဒီနေရာကြီးတကယ်ဒီမှာဆိုရင်အဲ့ဒီဘယ်လိုထိုးလာခဲ့လဲစဉ်းစားလို့ဒီဝရဒါကျွန်တော် cottonless โอเคဒါရတော့ဒါညဘက်တက်ကူရညဘက်တက်ဒီနေရာကြီးကတော်တော်ခတ်တီးတာကြီး60ရောက်တိုင်းကျွန်တော်ရေတော့ပါတယ်ဟိုဟာခမ်းမပြန်ရောက်တိုင်းရေပြန်ဖြည့်လို့ရတယ်ပေါ့နော်ခမ်းတူဘက်ရောက်တိုင်းရေပြန်ဖြည့်လို့ရပါတယ်အမိုးတော့လိုက်တယ်အခုမှကျွန်တော်ခံဝမ်းတယ်အဲ့ဒီစက်ခါတော့ခံဝမ်းတယ်ဝါဘီးခံဒီရတော့ဒီဘာရတော့လေးတိုက်တယ်ပေါ့နော်ဒီလိုကြီးရ6ချားစရာကြီးတကယ်အတူအောင်အဲ့လိုလား
တ်ကြတော့တက်မယ် let's go တောင်ဘက်ကျိုးရပါရဘူးဟိုကောင်မလေးကပါလက်စတိုင်းကိုဘယ်လိုမျိုးပါလက်စတိုင်းနိုင်ငံနဲ့ပါလက်စတိုင်းကစစ်ဝဲကြီးဖြစ်နေညဘက်မှာဆိုလည်းဒီနေရာတော်ခတ်တယ်ပေါ့နော်ပေါ့နော်ကျွန်တော်ဒီစိတ်ကထန်ကြီးလေးပေါ့နော်အဲ့ထန်ကြီးလေးကမလေးပါလေ advance ဒီနေရာက5 expedition ရှိမှာပေါ့တွားလို့ရပါတယ်ကျွန်တော်တို့ဒါ expedition သိမရှိတော့ဘူးနေရာကိုကျွန်တော်တော်ဦးရမသိဘူးထင်တယ်ဗျ။ဒါက infinite လေးတာလေ။ဟုတ်ရောမယ်ဒါနဲ့အဲ့လို။NAD ဖြည့်ဖို့ကျွန်တော်ပြန်အိတ်လိုက်ပါအောင်မခဏအိတ်မှာပေါ့နော်ခဏဒီဖြည့်လို့နားနေတယ်အိတ်လိုက်ပါဦးမယ်မြင်အားလုံးပဲကျွန်တော်85ထိတော့အိတ်လိုက်တယ်ပေါ့နော်ဒီရုံးကိုပို့လိုက်ပါဗျာဒီရုံးကိုတော့ဖြည့်ရတယ်အဒိုးမှာဟိုပါမယ်ဒီ SNR ဟိုဘဝယ်ရပါတယ်အဲ့ဒါကို SNR ဒိတ်ပန်ဆိုထားတဲ့လူမှာပြရအောင်ဒီညကကျွန်တော်လုံးဝမခုံရတဲ့တော့မဟုတ်ဘူးတိမခုံရပါဘူးလေးတိုက်တာဒီကဒါနဲ့ဟိုလိုမျိုးအတန်းနေရလမ်းလျှောက်မယ်ဆိုရင်ခုံလိုက်ပါနဲ့ဘေးကိုပြုတ်ကြတော့ဘာဘေးလိုက်လေးဖြစ်ပြီးအလိုလေးတောင်းနေပါဒါဘာမှမခါဒီတော့ကျွန်တော်
လောက်ကျွန်တော်စမ်းလိုက်ရတယ်ပေါ့နော်အချိန်အောင်ဆွဲမနေရှိတယ်ကြောက်ဝင်နေပေါ့ဒီอ่ะပြုတ်ကြသွားတော့ဒီอ่ะဘောဒီရဘောဒီဘက်ကပြန်တက်လို့ရလို့တန်ချောင်းတန်ထွက်ပါတယ်မဆက်သွားမယ်Fury Factory တောင်ကျွန်တော်ခုမှရောက်တာပေါ့နော်ပြီး Belmont Glacier နဲ့တွေ့ပါအောင်နော်ဒီကနေ့နည်းနည်းလေးတော့ပြင်းဖို့ကောင်းမှာပေါ့နော်ပြုတ်ကြရကောစပါမယ်อุ้ยဟိုတောင်ကြီးကိုပတ်တက်ရမှာထင်တယ်ကျွန်တော်အထင်ပြောရရင်တက်တာတော့ဟုတ်တယ်ဘလူးတက်မှာဒီကနေဟိုပုံဝင်ရတယ်မဖြစ်နိုင်ဘူးဒီလိုမြန်မာလိုပဲပေါ့အင်္ဂလိပ်လိုမလုပ်ပါဘူးခင်ဗျာကျွန်တော်ကမြန်မာလိုရိုးရှင်းလေးရှင်းပဲသွားမနေ့ခုံနေတဲ့နေရာမှာဘယ်လိုတော့အဲ့ဒီတကယ်ဒီမှာတေချာကူးတယ်ပုံစံကြီးကနည်းနည်းလေးတော့ကြောက်ဖို့ကောင်းနေတယ်ဘာလို့ตีว่าแม่ตีว่านะตีบาร่แม่คุณย่าเอามีว่าบีโอ้ขับบาร์ดูดีนี่อะไรอะเฮ้ยไปหรอဆိုတော့ဒီနေ့ဗီဒီယိုကတော့လောက်ပါပဲ။နောက်ကျွန်တော်အပိုင်းတွေထပ်တင်ပေးပါမယ်ခင်ဗျာ။